ဝေးတာကြီးဒီတစ်ဘက်ကတော့ပြန်ကြပြီးပြန်ကြဆုံးရမှာခေါင်းမှာကြိုက်တယ်ရောရှားဖွေရတာကျုံကတစ်တော်ငါလေးနှစ်တည်းတုံးလေးစောက်ရှမ်းကိုရုပ်တာမစင်လာပဲတော်လေးကိုရှိုင်းတာပါလေတပြည့်ကောင်းလေးကျင်တော့ရှိတာကြကြကြီးကိုရီတော့ရှူကီလေးရပဲကဲနေရှူကီလေးပဲကောင်းတယ်ကွာမြေရန်ကိုထိနေအဲ့ရတာကြီး4 5 8တဲ့တိရတာယူပြီးတော့မနေ့ထိဘူးဆိုရင်တော့ညနေတော့ထိလိမ့်မယ်4 5 8ဟုတ်ပြီလားဒီကြိုက်တယ်ရှစ်ကြိုက်တယ်စောင်းကောင်းတယ်ဥယျာကြီးတကွယ်ကောင်းနေရတော့အမြဲမရှာဘူးပေါ့နော်ချီကိုကျူမင်းနဲ့လူတွေတော့မဟုတ်ဘူးဟိုတနေ့ကဆိုလေးတစ်ပေးတယ်ငါးလေးထွက်တယ်အဲ့ဒီနေ့ကဆိုမိုးပါမိတယ်ဖြတ်ပါတက်တယ်အဲ့လိုပေါ့စောင်းကြည့်ပေါ့ကောင်းโอเคတော့ကြတယ်မနေ့ရသမျှကိုရှာကြည့်လိုက်တယ်ပြန်ကြတယ်ရွေရနေဒုက္ခတာကြီးဝကြည့်လိုက်358ထိတ်85ရာခိုင်နှုန်းရှိ358ထိတ်ကလေးကိုချင်းရှိတယ်အခုမျိုးနေတဲ့ကနန်းကလည်း353ညာလည်းကိုလေးကိုချင်းကိုကတ်ထုံနေရပဲဆိုလှပြီးပွဲရတော့3959 89 34 54 84အဲ့လိုကြီးကိုရတယ်လုံးဝမြန်မာလူကြီးပြန်ကြကြီးကိုရတယ်တာရောဒီချောက်ဘက်ပါလေကြိုက်ဘူးဆိုတော့ပပလေးပဲပုတ်ပေါ့နော်ပပလေးပုတ်အဲ့ဒီတည်းကအကြိုက်ဆုံးနှစ်ကွက်ကတော့39နဲ့89အကြိုက်ဆုံးနှစ်ကွက်တော့ရှိတယ်9ခကြားလိုက်တယ်လို့ယူဆရတယ်အဲကြောင့်လို့3989ပေါ့နော်89ကပြန်ကြ39ကတော့ဒီတိုင်းပဲပေါ့နော်အခုမျိုးနေတဲ့ကဏ္ဍနေရတဲ့335ကိုလေးဝါချင်းနဲ့မျိုးနေရပေါ့နော်ဘာဖြစ်ဖြစ်ပါတာကြီးလို့မြေကြိုးစားပဲနေโอเค